ရှိပတိဟာဂျင်းစင်းကဲ့သို့အားရင်ရုံရုံမှုကိုပြန်လည်တိုးပွားစေသောအာနိသင်ရှိပါတယ်နှလုံးနဲ့အဆုပ်တို့၏အောက်ဆီဂျင်သယ်ဆောင်မှုကိုအားပေးသဖြင့်ခန္ဓာကိုယ်အားပြည့်ခြင်းနှင့်နလန်ထလူနာများအတွက်များစွာအကျိုးသက်ရောက်မှုရှိပါတယ်စိတ်ဖိစီးမှုဒဏ်ကိုခံနိုင်ရရှိပြီးပြန်လည်လန်းဆန်းတက်ကြွစေပါတယ်အမျိုးသားများသွေးလည်ပတ်မှုအားကောင်းစေပြီးဟော်မုန်းထုတ်လုပ်မှုကိုတိုးပွားစေသောကြောင့်ယောက်ျားစွမ်းအင်ကိုတိုးမြင့်ပေးပါတယ်တုံ့လွန်မြန်စေခြင်းကိုဖိမကူညီပေးပါတယ်တုပ်ပိုးများကိုအားကောင်းတန်မာစေသောကြောင့်ဖိုမဓာတ်ညီမျှစေပါတယ်တုပ်ပိုးများအားကောင်းတန်မာစေတဲ့အတွက်ကလေးရနိုင်ဖို့ရာခိုင်နှုန်းအပြည့်ဖြစ်ပါတယ်အမျိုးသမီးများသွေးဆုံးချိန်ခံစားနေရတဲ့ဝေဒနာတွေကိုလျှော့ချသက်သာစေပါတယ်ကြောက်ကပ်ရဲ့လှုပ်ဆောင်ချက်ကိုအထူးအားကောင်းစေပါတယ်ကြောက်ကပ်ကြောက်တည်ခြင်းကြောက်ကပ်ရောင်ရမ်းခြင်းကြောက်ကပ်ချို့ယွင်းခြင်းတို့ကိုအထူးသက်သာပျောက်ကင်းစေပါတယ်ကြောက်ကပ်ကိုသဘာဝအတိုင်းတန်မာကြန့်ခိုင်စေပါတယ်ရှင်ခန္ဓာကိုယ်ခုခံအားကောင်းစေပြီးဆဲများကိုရှင်သန်မှုအတွက်အားပေးပါတယ်ခန္ဓာကိုယ်အတွင်းပြင်မှတိုက်ခိုက်လာသောယောဂပိုးမွားများကိုဟန်တားပေးပါတယ်ကူးစက်ယောဂတွေကိုလည်းကာကွယ်ဟန်တားပေးပါတယ်ရှင်